အားနေခြင်း ဟုတ်တယ်ဗျာ ဘယ်လိုအားနေခြင်းမျိုးလဲဗျာ ဟာဆရာတို့လည်းအဲ့ဒါတော့မပြောရဘူးဗျာတို့ကြလေကြုတ်ရှာပါဖြတ်ခံနေရမယ်မင်းနဲ့တွေ့ချင်လို့အဲ့တယောက်ပါလာရဲ့လာရလေခင်ဗျာပြင်နေမောင်ဝင်ရတာတော့သွားလိုက်အောင်မနော်ဟုတ်ကျေးဇူးပါဗျာဟေးဖန်ဝါဒီရပါလေလို့ဆရာမလာတဘူးလာတဘူးလို့ပါဗျာလာရဆရာထားလာမစုလဲကျုပ်ကိုကျိုးပြောပေါ့ဗျာကျုပ်လာကြူမှာပေါ့ဗျာ ကျွန်တော်လည်းအစီအစဉ်မရှိပါဘူးဗျာဟိုဘက်ရောက်ကိုအလူလာရင်းနဲ့ခင်ဗျားနဲ့လည်းမတွေ့ရကြပြီလေအဲ့ဒါတတိယတာနဲ့ခင်ဗျားရင်လည်းရောက်ဖူးရရှိအောင်လို့ကျွန်တော်အတိအတန့်ကိုအလေလာခဲ့တာ ဟုတ်ပါပြီဆရာရဲ့အဲ့ဒါဆိုလဲရောက်တုံးရောက်ခိုက်ကျုပ်အိမ်မှာတပတ်10ရက်လောက်တော့နေသွားအောင်ဗျာ ဟာခင်ဗျားဗျာအချင်းချင်းကိုတပတ်10ထဲပဲလားဗျာ တပတ်10မကပါဘူးဗျာဆရာကြက်တလောက်နေပြောတလောက်နေ အလိုတော့လုပ်ပါ ဒီအပိုင်းကြုံမိမလည်းအိမ်မှာမရှိဘူးဗျာ ဟာအဲ့ဒီဗျာအချင်းချင်းတော့အကြံကောင်းစီရရောမလုံးနဲ့တော့ စတာပါဆရာရဲ့စတာပါဆရာကွန်းစားတယ်လည်းကွန်းစားဒီမှာကျတို့တုံးသူတောင်းသားတွေယူသွားရဗျာရှိရလေးဒါတော့အကုန်ပဲ ဟာ ကျော်ချင်းလေးချက်ဆရာညီလေးကိုဘယ်ပြန်လာကြ ဟောဘွဲရွာပါဗျာကျုပ်ကိုလေးနဲ့ရားညှိထားရကောင်ပညာပေးပြီးပြန်လာ ဟောအဲ့ဒါ ဟဲ့ခင်ဗျားတို့ပြန်လာ ဒီမလေးမျိုးကအခုမိတ်သူကဆေးစရာရောက်တုံးလေးအဲ့ဒါဟိုဒီလျှောက်ပြန်တယ်လမ်းလျှောက်ထွက်တယ် ဟုတ်ပါပြီအဲ့ဆိုလေကျုပ်ကလေးခိုင်းတာကိစ္စလေးရှိတော့ဟုတ်တယ်ဇာတ်သွားရှင်းအောင် ဟုတ်ပါတောင်းလေရ ပုံလေးနဲ့တမျိုးပဲ ဘဒူတွေရမှာလေစီကကြီးအဲ့ဒါဖိုက်တာချက်ကြီးရဲ့ညီရွေးဗျ ဖိုက်တာချက်ကြီး ဟုတ်တယ်ဗျ ဖိုက်တာချက်ကြီးဆိုတာ ဖိုက်တာချက်ကြီးဆိုတာကတော်ကြီးဟောသူအလောက်ကြီးကိုလှုပ်ဖြစ်တာလားဗျာ ဟုတ်တယ်ဆရာကြီးအဲ့ချက်ကြီးဆိုတဲ့ကောင်တုံတုံမလွယ်တဲ့ကောင်ဗျာအကောင်ရှော့မတွက်နဲ့နော်ချက်ကြီးဆိုတဲ့ကောင်ကစင်ဖမ်းရမလားကြားဖမ်းရမလားနဲ့ဇလီဘားတုံးတော်မှသွားကြထုတ်တဲ့လှုပ်ထုံးမဲ့ကောင်းသားမျိုးဆရာရဲ့ဟိုရွာတွေကခေါ်ကြသေးတယ်ဒါချက်ကြီးတဲ့ အဲ့တော့ तू ကဓာတ်လို့ရောင်းတာ ဟုတ်တယ်လေဘယ်ဘက်ပုတ်ထောင်းလာဓမ္မတစ်ချောင်း9000နဲ့ဟာဆရာကြီးတူတူလောက်ပါတို့ကြနေချက်ကြီးနော်ရောက်တော့မှပြပြဿနာတက်နေပါအောင်မယ် မကြောက်ပါဘူးကိုမောင်ဝင်းဟာဒါနဲ့ तू ကလူတယောက်ရဲ့ဖြောင်ဖြတ်ပစ်တယ်ဆိုတော့ဘာလို့အလောက်လုပ်ပြရတာလဲဗျာ တူမဟုတ်ဘူးဆရာကြီးသူ့ရဲ့အားနဲ့ချက်ကိုလူတိုင်းအောင်ရှောက်ပြောလို့လေဗျာ အားနေခြင်း ဟုတ်တယ်ဗျာ ဘယ်လိုအားနေခြင်းမျိုးလဲဗျာ ဟာဆရာသူလည်းအဲ့ဒါတော့မပြောရဘူးဗျာတို့ကြနေကြုတ်ရှာပါဖြတ်ခံနေရမယ်ကဲအဲ့ကိစ္စတွေဒါရာဆရာကြီးအဲ့ဒါမေးလိုက်တော့ခုရေမိုးချိုးတော့ခဏနေထမင်းစားမယ်ဗျာ ကောင်းပါပြီဗျာကောင်းပါပြီကောင်းပါပြီ တို့ကိုလေးရှင်နေဘယ်လိုရှိလဲချိန်ရတော့ဘာမှမထူးပါခုချိန်ဒီသတိကိုမလဲနေအဲ့ဒါတို့ဘယ်လိုလုပ်ကြမလဲကွာဟာလေအဲ့ဒါပဲစဉ်းစားနေတာကိုလေးနဲ့ခုနေကြဆေးစရာလေကွာမြို့တက်သွားတယ်တဲ့လာကောင်မှပြန်ရအောင်လေ ဟာဟဲ့
ငါအခုမှအမှတ်ရတယ်ကွာရွာတွေကကိုမောင်ဝင်းအိမ်မှာရောက်နေတယ်ဒီကဆေးဆရာဆိုတာရှိရလေတို့သူစီမှာတော့ပြီးကိုကြီးတောင်းကြည့်ရင်နော်အေးရအဲ့မဆိုးအဲ့တော့မင်းအဲ့လူတော့ခေါ်လိုက်အေးအဲ့ဆိုငါကူပဲတော့လိုက်အေးအဲ့ဒါမင်းအဲ့လူတော့ဒီလူနာအရန်လန့်ပြီးအဖျားကြီးတတိလက်နေတာဘာမှဆုံးစရာမရှိပါဘူးလိုတာမှတည်းကျွန်တော်အားလုံးလုပ်ပေးထားတယ်နော်မကြခင်တတိရောရလာမှာဒါနဲ့ဟိုစိတ်မဆိုးဆိုပေါ့ကျွန်တော်တခုလောက်မေးချင်တယ်ဗျပေးလေဟိုဖိုက်တာချက်ကြီးကြောင်းလေကျွန်တော်အနည်းငယ်တင်းတင်းတော့သိထားပါတယ်အခုလိုလိုအေးရလဲပြီးတတိလက်နေရလောက်တဲ့အခြေအနေတွေရောက်ဘယ်လိုမျိုးဖြစ်သွားလဲကျွန်တော်သိလို့ရအောင်လားမရပါဘူးဘာမှမဟုတ်ပါဘူးကျွန်တော်ကမဟုတ်လေကုညီနေလာရှိရင်ကျွန်တော်ကုညီပေးလို့ရအောင်ပါဗျာအေးဘယ်ကကိုလေးကိုစေးကူပြီးစေးစီအားဆိုတော့လေပြီးတယ်မှာကျုပ်ပြောပြလုံးနဲ့3ရက်လောက်ကကျုပ်ကိုလေးထမင်းစားပြီးဟိုရှိရကွတ်ပြစ်ပေါ်တီးတော်တော့အဲ့ချိန်မှာတစ်ပင်ကတောက်တဲ့ရသူ့ရင်ဘတ်ကပြုတ်ကြလို့ဒီလက်နေခုချိန်ကြီးပဲသူ့ရင်ဘတ်ကပြုတ်ကြလို့ဒီလက်နေခုချိန်ကြီးပဲဟမ်အားရကိုလေးလာရေးရကိုလေးဆွေးနေလားကိုလေးတက်တယ်လားတက်တော့ပါလေကွာဟုတ်ကဲ့တော့ဟောတူလားဟာ तू ကကိုလေးတတိလက်နေတော့မှကိုလေးကိုဆေးကူပေးတယ်မြို့ကအဲ့ဒါစီးစီရတရားပါ ကျေးဇူးပါပဲဗျာခင်ဗျားကြောင့်ကျုပ်ကအခုလိုတက်တာလာတာဗျာကျေးဇူးတင်တယ် ရှာပါလေဗျာခုခင်ဗျားလည်းတက်တာပြီဆိုတော့ကျွန်တော်ပြန်မပြပါဘူး အာနေဦးလေဗျာခင်ဗျားကြောင့်ကျုပ်ကအခုလိုတက်တာလာတာဆိုတော့ကိုကျေးဇူးရှင်နာမည်လေးတော့သိထားတယ်လို့ပေါ့ခင်ဗျားနာမည်ဘယ်လိုခေါ်လဲ ကျွန်တော်လည်းပဲတောက်တယ်ပါခင်ဗျတောက်တယ်ပါခင်ဗျ တက်တယ်